ဘာကိညံမှမသိဘူးဖြစ်နေတဲ့ညီကိုတွေကိုဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးမယ်မနော်ဒီ brother နဲ့ live match စပင်ကေလေး၃မျိုးကျွန်တော်ရွေးချယ်ပြီးတော့ဖော်ပြပေးမယ်ဒီထက်ကကိုကြိုက်တယ်ထင်တဲ့ကေကိုညက်ပေါ့နော်၃မျိုးစလုံးကတော့ brother မျက်နှာပေါင်းနဲ့လုံးဝကိုတင့်တော်ပြီး live ဖတ်ပါတယ်ဘလောက်ပဲ live ဖတ်ကိုကြိုက်ပေါ်လဲမူတည်တာဟုတ်တယ်မလားကိုကကြိုက်မှလိုက်တယ်လို့ခံစားမှာဖြစ်တဲ့အတွက်ဒီ၃မျိုးတွေကကြိုက်တာကိုညက်ပါနံပါတ်1 basket ground round နဲ့လိုက်တယ် brother မျက်နှာဒီပုံတွေကလိုပဲချီကောင်းတယ် basket ကိုမှ mid fade လောက်နဲ့သွားပို့ပြီးတော့ထားကြတယ်ခေါ်တယ်ပေါ့နော်နံပါတ်2ဆိုရင်တော့ side front လေးထားဘေးကိုအဆောင်လေးရှေ့ကိုချထားတဲ့ပုံစံမျိုးပေါ့ side front လို့ခေါ်တယ်ဘေးဆောင်ရှေ့ချလေးပေါ့နော်ဒီပုံစံနဲ့လည်းလိုက်တယ်ပြီးရင်နောက်နံပါတ်3ကတော့တော်တော်လေးလဲ brother ကြိုက်လိမ့်မယ်လို့ထင်တယ်သူက slipper mid fade လောက်သွားတာပေါ့နော်တခုရှိတာက slipper ဆိုရင်တော့ပုံမိတ်တို့ watch တို့နဲ့ head product တစ်ခုသုံးပြီးတော့ပုံချနနသွင်းမှပဲ fine လိမ့်မယ်ညှက်ရုံတွေကတော့တခြားမင်းစိတ်ညက်လဲဒီစပင်ပဲဖြစ်နေမှာအိမ်ရောက်ရင်ပုံပြတ်သွားလိမ့်မယ်ကိုကပုံသွင်းရမပြင်းရင်တော့ slipper ထားပါတော့ဒါမှမဟုတ်ပုံသွင်းရပြင်းအရှိက2မျိုးထားရင်အဆင်ပြေပါလိမ့်မယ်ဗျဒီလို hair နဲ့ပတ်သက်တဲ့ knowledge တွေကိုအချားကြည့်ချင်ကျွန်တော်အကောင့်လေးကိုလည်း follow ပေးသွားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုတွေမှာတွေ့ပါမယ်ဗျ